ဒီရက်ပိုင်းအတွက်ကျွန်မအရန်ကြိုက်တဲ့ Brazil Arabica Coffee လေးနဲ့မိတ်ဆက်ပေးမယ်။ဒီ coffee လေးကမိတ်ဆွေအတွက်3မျိုးအထူးဖြစ်စေမယ်ရှင်။နံပါတ်1စွမ်းအံ့တူးစေတယ်။တဘာဝ caffeine ထက်ကမိတ်ဆွေကိုတစ်နေ့တာလုံးလန်းဆန်းတကြွစေမယ်ရှင်။နဲ့စိတ်ဖိစီးမှုလျော့ချစေတယ်။ချောကလက်လိုချုံမြင့်တဲ့အရာတာကစိတ်ညစ်စရာတွေကိုဖယ်ရှားပေးပါတယ်။3ကျန်းမာရေးနဲ့ညီညွတ်antioxidants တွေဝါမှုကမိတ်ဆွေခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတယ်ရှိ။ဘာကြောင့်ဒီ Brazil Arabica ကိုရွေးချယ်တင်တာလဲဆိုရင်100%တဘာဝ Brazil Arabica စိတ်ဖြစ်လို့ပါပဲရှိ။ဓာတုဆေးဝါးလုံးဝမပါဘူး။နေလိုင်းချင်းဖြင့်တဘာဝအချိုထက်ကိုထိန်းသိမ်းထားသေးတယ်ရှိ။ဒီလားရှင်ဒီ coffee လေးရဲ့ထူးခြားချက်ကပထမဆုံးအကြိမ်တောက်ကလေးကကွာခြားမှုကိုသိတာစေတခြား coffee တွေနဲ့မတူတဲ့တဘာဝအရာတာကိုခံစားရမင်းအချစ်တော်ရေဒီလိုထူးခြားတဲ့အရာတာလေးကိုမြည်စမ်းချင်တယ်ဆိုရင်အခုပဲ order လုပ်လိုက်တော့အချစ်တော်ရေကျမကိုယ်တိုင်နေ့တိုင်းတောက်နေတဲ့ coffee မို့အရေးအသွေးကို100%အားမခံပါတယ်နော်အားလုံးပဲ bye bye